Hello, welcome back our happy stars. Teacher ကတော့ teacher ဆိုရီပါ teacher ဒီပတ်အတွက် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့teacher တို့ subject plus can receive plus verb ing ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်ဆိုတော့ teacher တို့ဒီ pattern တွေကိုဘယ်လိုနေရာတွေမှာသုံးလဲteacher တို့တစ်ခုခုကိုကတခုခုကကိုပေါ့နော်အရန်ဆွဲဆောင်လို့ကိုကမထိန်ချုပ်နိုင်ဘူးဒါမှမဟုတ်ရင်ကိုကဒါကိုမလုပ်ဘဲမနေနိုင်ဘူးတိခံနိုင်စွမ်းမရှိဘူးဒီလိုမျိုးအခြေအနေတွေကိုဖော်ပြခြင်းတဲ့အချိန်မှာဒီ pattern လေးကိုသုံးပါတယ်သူနဲ့ sin2 pattern လေးနောက်ထပ်2ခုရှိပါတယ်သူကဘာလဲဆိုတော့ဒီ can't resist ဆိုတဲ့နေရာမှာ can't help ဝင်သွားတာနဲ့ can't stand ဝင်သွားတာပေါ့နော်နောက်ကတော့ verb ing လိုက်တာအတူတူပါပဲဆိုတော့အဲ့ဒီ pattern 3မျိုးလုံးကတော့ရေပုံရအဖြစ်တော့ဒီကျတော့အသုံးပြုပုံနေရာလေးတွေကခက်ဆင်ဆင်လေးတွေပဲဒါပေမဲ့တစ်ခုချင်းစီအသေးစိတ် details လေ့လာတဲ့အချိန်မှာတော့နည်းနည်းကွာခြားချက်လေးတွေရှိပါတယ်ဆိုတော့သူတို့ကြားထဲကကွာခြားချက်လေးတွေကဘာလေးတွေဖြစ်မလဲဒီချိန်နဲ့အတူတူလေ့လာရင်းနဲ့ကြည့်ကြည့်အောင်ဆိုတော့ပထမဆုံး pattern လေးဖြစ်တဲ့ subject plus can't resist plus verb ing ဆိုတော့ဒီ pattern လေးကဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်ကိုကတခုခုကိုအရန်ကြိုက်လို့မလုပ်ရပဲမနေနိုင်တာပြီးရင်တခုခုကကိုအရန်ဆွဲဆောင်လို့ကိုဒါကိုပေါ့နော်မလုံးရမနေနိုင်ဘူးထိန်းချုပ်နိုင်စွမ်းမရှိဘူးတီးခံနိုင်စွမ်းမရှိဘူးဆိုတဲ့အခြေအနေကိုဖော်ပြခြင်းတဲ့ချိန်လေးမှာသုံးပါတယ်for example he can't resist buying new books သူကဒီစာအုပ်အသစ်တွေမဝယ်ပဲမနေနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပါနောက်ထပ်တစ်ခုတချို့တို့ဘာတွေရှိမလဲဆိုတော့they can't resist checking their phone သူတို့ကသူတို့ရဲ့ဒီဖုန်းတွေကိုပေါ့နော်မသုံးမဲမနေနိုင်ကြဘူးဆိုတဲ့အဓိပ္ပာယ်ပါOkay ဆိုတော့နောက်ထပ် pattern လေးတစ်မျိုးဖြစ်တဲ့တချို့ဒီ can't resist ဆိုတဲ့နေရာမှာ can't help ဆိုတဲ့စကားလုံးလေးအစားထိုးဝင်သွားတာပါဒီကျတော့ဒီ pattern လေးကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်ကိုကပေါ့နော်အလိုလိုဖြစ်သွားတာထိန်းချုပ်နိုင်စွမ်းမရှိလိုက်တဲ့အခါမျိုးတွေတဘာဝအတိုင်းဖြစ်သွားတဲ့အခြေအနေတွေပေါ့နော်ဒါတွေကိုဖော်ပြခြင်းတဲ့အချိန်မှာဒီကျတော့ဒီ subject plus can't help plus verb ing ဆိုတဲ့ pattern လေးကိုသုံးပါတယ်For example, she can't help crying when she watches such movies. သူမကပေါ့နော်ဒီဝမ်းနည်းစရာကောင်းတဲ့ရုပ်ရှင်တွေကြည့်တဲ့အချိန်မှာသူမမငိုပဲမနေနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပါ He can't help smiling when he sees her. သူကပေါ့နော်သူမကိုမြင်တဲ့အချိန်မှာသူမပြုံးမဲမနေနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့နောက်ဆုံး pattern လေးကတော့ကျတော့ subject plus can't stand plus verb ing ဆိုတဲ့ pattern လေးပါဒီ pattern လေးကိုတော့ဒီကျတော့ဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်ကိုကတခုခုကိုအရန်မကြိုက်တဲ့အခြေအနေမျိုးတွေအရန်စိတ်ညစ်လို့ခဏရမရှိတော့တဲ့အခြေအနေမျိုးတွေမှာသုံးပါတယ် For example she can't stand listening to loud music သူမကပေါ့နော်ဒီကျေလောင်တဲ့သချင်းတန်တွေဆိုသူမခံနိုင်ဘူးပေါ့နော်မခံနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပါဒီလိုမျိုးအခြေအနေမျိုးတွေမှာသုံးပါတယ်နောက်ထပ် example တစ်ခုတစ်ချက်ပြောရမယ်ဆိုရင်တော့ He can't stand be late သူကပေါ့နော်နောက်ကျတာကိုအရန်မကြိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ပါကိုကမကြိုက်လွန်းလို့ခဏရမရှိတော့တဲ့အခြေအနေမျိုးတွေမှာတော့ဒီနောက်ဆုံး pattern can't stand ဆိုတဲ့ pattern လေးကိုသုံးပါတယ်ရှေ့ pattern တစ်ခုကတော့နည်းနည်းလေးစင်တူလေးဖြစ်ပေမဲ့နောက်ဆုံး pattern လေးကတော့အနည်းငယ်ကွဲထွက်ပါတယ်နော်ဆိုတော့ဒီ pattern 3မျိုးကိုအားလုံးနားလည်သွားပြီလို့ထင်ပါတယ်ဆိုတော့ဒီ pattern 3မျိုးတွေကကိုပြောချင်တဲ့ဒီတစ်ခုခုကိုပေါ့နော်pattern 3မျိုးတွေကတစ်ခုခုနဲ့သုံးပြီးတော့ comment မှာရေးခဲ့လို့ရပါတယ်မှန်မှန်တစ်ချက်စစ်ပေးမယ်နော်ဆိုတော့ကျွန်တော်နောက် share video လေးမှာပြန်ပြီးတော့တွေ့ပါမယ်နော်ဒီ video လေးကိုတော့ဒီချက်ဒီမှာပဲရက်လိုက်ပါမယ် bye bye